one set ဝတ်ချင်တယ်နောက်ပြီးတော့ခါကြတော့ဈေးလည်းအများကြီးမပေးချင်ဘူးပေါ့နော်မသုံးချင်ဘူးဈေးအများကြီးမသုံးချင်ဘူး one set လေးလို့ဝတ်ချင်တယ်ဆိုတဲ့ကကားတွေအတွက်ကိုဒီမှာ solo ပေါ့နော် super ဓာတ်ကနေထုတ်တဲ့ AM ပါတိတ် solo လေးတွေပေါ့နော် solo line ပေါ့ solo line တွေကလည်းအခုဆိုလို့ရှိရင်လေလက်ကားလောက်မှလေ32,000လက်ကားဈေးတောင်မှ32,000ဖြစ်နေပြီနော်ရွှေဝေးကြီးမှာ3,000ခွဲရောက်မှာပါဒီ one set တွေကိုဒီ video ကနေလာရွေးတဲ့သူကိုလေလောင်းနဲ့ပေးမှလဲဆိုရင်3,000နဲ့ပဲယူပေးလိုက်နော်ဒီမှာနော်3 meter one set နော်3 meter one set ပါရှင်3တိုင်းနဲ့တမိုက်ကြော်ပါတယ်နော်3 meter A လောက်ပါပါတယ်ဒါ premium quality နဲ့ထုတ်ထားတယ်နော်ဒါ pure cotton လေးပါရှင်နော် Indonesia brand ပါရှင်နော်super ဓာတ်ကနေထုတ်တာပါဒါလေးကတော့ color line ကတော့သူကတော့8ရောင် line လေးပေါ့နော်8ရောင် line လေးပါပါမယ်နော်ဒီက color line 8ရောင်လေးပါဒီဟာလေးတွေကိုတစ်ချိန်ချင်းစီအသေးစိတ်ပြပေးပါမယ်နော်ဦးလည်းသူရပါမယ်ရှင်ဘာလို့လဲဆိုတော့ဈေးကလေတကယ်တမ်း1000လောက်กว่าပြီးတော့မှလေ short ပြီးတော့မှရတာမို့လို့ဒီလား3,000လေးနဲ့ပဲပေးမှာပါရှင်လက်လီတစ်ထည့်ချင်းပေါ့နော်တစုံချင်းကိုစိတ်ကြိုက်လေးရွေးပြီးတော့3,000နဲ့အမြန်လာယူပေးပါရှင်ဒါကတော့ special sale လေးအနေနဲ့ရောင်းတာပါတကယ်တမ်းဆိုလို့ရှိရင်မရောင်းနိုင်ပါဘူးเนาะဒီဈေးက3,000ကို showy page မှာရောင်းတဲ့အထည်တွေကိုဒီမှာ3,000လေးနဲ့ပေးမှာပါရှင်အထည်ချင်းစီဖြန့်ပြပေးပါမယ်เนาะဒီရောင်လေးကတော့ပန်းမရမ်းလေးပေါ့เนาะသူရဲ့အမိတ်ကလေးကဒါမျိုးအမိတ်ကလေးတွေပါရှင်သူကတော့ solo line ဖြစ်တဲ့အတွက်ကြောင့်မလို့စေးသားမပေါက်ပါဘူးเนาะဟိုဘက်ဒီဘက်မပေါက်ပါဘူးရှင်ဒါလေးတွေအားလုံးခြေသားလေးတွေပါပဲเนาะဒီဟာက3ကိုက်တမိုက်ပါပါတယ်เนาะ3ကိုက်နဲ့တမိုက်ကြော်ပါတယ်ရှင်ဒါလေးကပန်းဟိုပေါ့ပန်းမရမ်းလေးပေါ့နော်ဒါလေးကပန်းမရမ်းရောင်လေးပါအသားတစ်စိတ်လေးနဲ့အတွင်းထဲမှာပါပါရှင်အသားတစ်စိတ်လေးပေါ်လာပြပေးပါမယ်နော်ဒီဟာလေးတွေကတော့လေရင်းဆဆလေးနဲ့မျက်စိကြီးရတာအေးတာပေါ့နော်ရှုပ်ရှုပ်ရှက်ကြီးဖက်ဖက်နဲ့သူကနောက်ပြီးတော့ကျတော့စိတ်ကလေးနဲ့စိတ်ကလေးဆိုပေမဲ့တော့မြုပ်ကလေးမဟုတ်ဘဲနဲ့ပေါ်လေးနဲ့စိတ်တာပေါ့နော်ဒီလိုမျိုးလေးနော်အမိုးစင်လေးပါရှင်နော်မြန်လေးဖြစ်တာပေါ့မြန်လေးနဲ့စိတ်လေးပေါ့နော်နောက်ပြီးတော့သူကဓာတ်စင်ပုံစံကြီးလို့ဓာတ်ကြီးပေါ့နော်ပါတိတ်ဓာတ်ကြီးပါတိတ်ကပုံစံမျိုးကြီးလည်းမဟုတ်ဘူးလေနော်ဒီပုံစံလေးကလေဒီပုံစံလေးကဟိုပါတိတ်စစ်ဒီဇိုင်းနဲ့ကြိုက်တဲ့လူတွေဆိုလို့ရှိရင်တချို့တွေကပါတိတ်ပုံစံစစ်တွေမကြိုက်ဘူးလူငယ်တွေလူလက်တွေဆိုလို့ရှိရင်ဒီလိုမျိုးစင်မျိုးလေးတွေဆိုလို့ရှိရင်ကိုယ်တွေတရေကြရလေးတွေဆိုဒီလိုလှတယ်နော်one set လေးကိုဝတ်တိုင်းမယ်ဆိုရင်လေဒါလေးကတော့သူကကွာပေါ့ဖတ်ပူးစိမ်းကိုခါလေးနော်ဖတ်ပူးစိမ်းအစိမ်းရောင်လေးအစိမ်းပြော့လေးပေါ့နော်အစိမ်းပြော့လေးပါရှင်ဟိုငါဒါဖတ်ပူးစိမ်းမဟုတ်အစိမ်းပြော့လေးဟုတ်တယ်အစိမ်းပြော့လေးပါရှင်ဒါလေးကကြတော့သူကငပိအောင်လေးပါရှင်နော်ဒါလေးကငပိလေးပါငပိအောင်လေးလည်းလှတယ်ရှင်ဘိုးဆန်တော်လေးပါနော်ငပိအောင်လေးအယောင်ကလေးခါလေးကြရင်သူကဟိုပြင်းနေပြေးတယ်ဒီမှာနော်ဒါလေးကအပြစ်မှာငပိအောင်လေးနော်တချို့နေရာအဲ့လိုမီးအောင်တောင်ဖုတ်ဖွေးသွားမျိုးလေးဖြစ်တယ်နော်ဒါလေးကငပိလေးပါရှင်ငပိလေးလည်းလှပါနော်ဘိုးဆန်တော်ရောင်လေးပါပဲရှင်ဒါလေးကတော့မျက်စိကြည့်ရတာမရှုပ်ဘူးပေါ့နော်မရှုပ်ဘူးဆိုပေမဲ့လည်းဟိုလိုရှင်းကြောင်လေးတွေလည်းမဖြစ်ဘူးသူကဒါလေးကတော့မိုးပြလေးရှင်နော်ဒါလေးကမိုးပြလေးပါရှင်ဒါလေးကမိုးပြလေးပါသားစိတ်လေးပါလဲရှင်နော်ပေါ်လာကြပြီဒီရောင်လေးလည်းအရန်လာရှင်တလားသူကလေဟိုဘာလို့ပြောမလဲဘာရောင်ပေါ်ပါလဲပန်းမပေါ့ပန်းမိတ်ကက်လိုရောင်လေးရှင်နော်ပန်းမိတ်ကက်လိုရောင်မျိုးလေးနော်ပန်းရောင်လည်းမဟုတ်ဘူးမိတ်ကက်လည်းမဟုတ်ဘူးပန်းမိတ်ကက်လိုရောင်လေးလှရနော်ဒီမှာကြည့်ပြလားအစင်းလေးတွေတိတ်ချာချာကြည့်မှလှတာသူကလေဒီလိုအနိကက်လေးရိုက်မှသူ့ရဲ့လေအသားအနာတွေရောနောက်ပြီးတော့ဆေးတွေရောအကုန်မြင်ရတာပေါ့နော်အဝေးရနေဆိုလို့ရှိရင်တော့ဒီဇိုင်းကိုတော့အကုန်လုံးမြင်ရတယ်လေဒါပေမဲ့ဟိုမပေါ်ဘူးပေါ့နော်သူ့ရဲ့အသားတွေ quality တွေကျတော့တခြားမမြင်နိုင်ဘူးပေါ့ဒါလေးကတော့သူကဟိုဟာလေးဘေးကောင်းစိမ်းကိုပြောင်းနေနော်ဒါလေးကဘေးကောင်းစိမ်းလေးပါရှင်နော်ဒါလေးကဘေးကောင်းစိမ်းလေးပါအနားလေးကတော့တူပဲရှင်အမှုမိတ်ကလေးရတယ်ဘေးမိတ်ကလေးရတူပဲနော်မိတ်ကလေးရတယ်တူပဲနောက်ပြီးတော့သူကအယောင်မဲကွဲသွားတာပေါ့နော်အစင်လေးတွေလည်းတူပါပဲရှင်ဆိုလို line ဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်ဒီမှာဒါလေးဆိုလို့ရှိရင်ကကီရောင်လေးပေါ့နော်ကကီရောင်လေးလည်းလာချင်းဘုံဆန်တော့ရောင်လေးနော်ကကီရောင်လေးလှပါတယ်နော်ပြီးရင်သူကတော့ခရမ်းရောင်လေးပေါ့နော်ခရမ်းရောင်လေးလည်းလှတယ်သူ့ရောင်လေးတွေကလေတမျိုးစီလေးပြောပြောမယ်ဘုံဆန်ဆန်လေးတွေဒီမှာငင်းလေးတွေနဲ့လေငင်းလေးပေါ့နော်ကြည့်ရတာလေးကလေဟိုမျက်လုံးထဲမှာဟိုဆူရှာပူပြင်းကလတ်တက်ကြီးဖြစ်ပြီးဒီလားကြည့်လိုက်ရင်လေဟိုရင်ဆဆလေးနဲ့အဲ့လိုမျိုးအရောင်လေးတွေကလည်းသူ့ရဲ့လေးဒီပါလဲကလာလိုင်းလေးတွေကလည်းလှတယ်ဒီလားအဲရောင်လေးတွေလည်းမပါအောင်နော်ကလာလိုက်နေတယ်အဲ့လိုငင်းရောင်လေးနဲ့ဘူဆန်ဆန်ရောင်လေးအရန်ကြီးလည်းလူကြီးမဆန်ဘူးလူကြီးလည်းမဆန်ဘူးလူငယ်လည်းအရန်မဆန်ဘူးဒီလားအကုန်လုံးလူကြီးဖြစ်လူငယ်ဖြစ်ဘလူဖြစ်ဒါဝိုးလို့ရတဲ့အစင်မျိုးလေးပေါ့နော်ဒီone set လေးကလေနောက်ပြီးတော့လေ3,000လေးနဲ့တော့ဝတ်ပြော်တယ်ဒီလားတကယ်တမ်းတော့လေဒါ3,000ခွဲရောင်းတာဒီလားအခုလေ DVD ကနေ special sale အနေနဲ့ကို3,000နဲ့တမင်ပေးတာနော်အဲ့ဒါကြောင့်မို့လို့ဟို Viber ခုံမတုံးညနှစ်ခုကိုကြောင့်လည်းစီဒီမှာအရင်ရောက်တဲ့သူအရင်ရမယ်နော်အရန်တန်တဲ့ဈေးလေးနဲ့မို့လို့ပါရှင်ဒီစာပန်ရောက်တဲ့မျိုးတွေအရင်ဝတ်ချင်ရပါတယ်မရောက်တဲ့မျိုးတွေလည်းဒီကြိုလွယ်ကိစ္စလေးအပ်ပေးပါတယ်နော်